ကျန်းမာရေးနဲ့ပတ်သက်လာရင်မှန်ကန်တဲ့စောင့်ရှောက်မှုကိုရွေးချယ်ဖို့ကအရေးကြီးပါတယ်။ဘယ်ဆရာဝန်တွေကကိုယ့်ရဲ့ရွေးချယ်မှုကိုမှန်ကန်စေမလဲ။ကုသမှုကုန်ကျစရိတ်ကဘယ်လောက်ရှိမလဲ။ကိုယ့်ရဲ့အာမခံငွေတွေကရောကုန်ကျစရိတ်အတွက်လုံလောက်ပါမလား။ကုသမှုအတွက်အချိန်ဘယ်လောက်ပေးရမလဲ။ဒါတွေကတော့စနစ်ကျပြီးမှန်ကန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမိဖက်ကိုရွေးချယ်တဲ့အခါမှာလူကြီးမင်းတို့ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာနိုင်တဲ့မေးခွန်းတွေဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကကမ္ဘာတဝန်းမှာအတိအမှတ်ပြုခံရပြီးလူအများယုံကြည်အားကိုးကြတဲ့ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာပညာရှင်တွေအခြေစိုက်ရာနေရာတစ်ခုဖြစ်ပါတယ်။ဒီနိုင်ငံကကမ္ဘာအဆင့်မီကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းများကိုထိန်းထားတဲ့အပြင်ဆေးကုသဆေးကလည်းအလွန်သက်သာပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့ Max ဆေးရုံတွေမှာကမ္ဘာအဆင့်မီအထောက်အကူပြုပစ္စည်းတွေအဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာတွေနဲ့ကျွမ်းကျင်ဆရာဝန်ကြီးတွေပေါင်းပြီးတော့လူနာဗဟိုပြုတဲ့ကုသမှုတွေကိုအဆင်ပြေပြေနဲ့ထိရောက်မှုရှိဖို့အာမခံပါတယ်။အခုလိုဆောင်ရွက်ပေးခြင်းအပြင်ကမ္ဘာတဝန်းမှာရှိတဲ့တန်ပေါင်းများစွာသောလူတွေရဲ့ဘဝကိုကောင်းမွန်စွာပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။အိန္ဒိယမှာရှိတဲ့ Max ဆေးရုံမှာဘလို့အတွေ့အကြုံတွေကိုရရှိနိုင်မလဲဆိုတာကိုလေ့လာကြည့်အောင်။လူကြီးမင်းရဲ့ဆေးကုသမှုလုပ်ငန်းအစီအစဉ်တွေအဆင်ပြေချောမွေ့စေဖို့နဲ့စိတ်ပူပန်မှုကင်းဝေးစေဖို့အတွက်အစအဆုံးအနိကလမ်းညွှန်ကူညီပေးမဲ့တာဝန်ခံဝန်ထမ်းတဦးကိုကျမတို့အနေနဲ့တည်တံ့သတ်မှတ်ပေးထားမှာဖြစ်ပါတယ်။ဗီဇာစီစဉ်ပေးခြင်းလေစိမ်းအကျိုးအပိုးတဲခိုရန်နေရာစီစဉ်ပေးခြင်းဖုန်းဆင့်ကပ်ဝန်ဆောင်မှုပေးခြင်းတွေအပြင်ငွေကြေးဝန်ဆောင်မှုနဲ့ငွေပေးချေမှုတွေကိုလည်းအခက်အခဲမရှိစေရန်ကျမတို့ဘက်ကနေပြီးတော့အစအဆုံးအပြည့်အဝတာဝန်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။လူကြီးမြင့်အနေနဲ့အမြန်ဆုံးပြန်လည်ကျန်းမာလာဖို့အတွက်မိမိနေရာသို့ပြန်လည်ရောက်ရှိသွားသည့်တိုင်အောင်အကောင်းဆုံးသောကုသဆောင်ရှောက်မှုနဲ့ဝန်ဆောင်မှုတွေကိုကျမတို့ဘက်ကဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။လူကြီးမင်းနဲ့အကိုက်အညီဆုံးဖြစ်တဲ့ကုသဆောင်ရှောက်ရေးအစီအစဉ်တွေကိုရယူနိုင်ရန်နဲ့ကြိုတင်ရက်ချင်းရရှိနိုင်ရန်အတွက်ကျမတို့ထံဓာတ်ရိုက်ဆက်သွယ်နိုင်ပါတယ်။အသေးစိတ်သိရှိလိုပါကကျမတို့ရဲ့ website သို့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။သို့မဟုတ်ဒီနေ့ပဲဖုန်းခေါ်ဆိုပြီးစုံစမ်းမေးမြန်းနိုင်ပါတယ်။